ကျမရှင်းတော့ပြောပြမယ်သူများမျိုးရမှာစပေးစစ်သွားချောင်းလားကုန်စင်းတော့နေအရန်စေးကြီးတယ်ဆိုပြီးတော့လေကိုကစိတ်ပူနေတာပါကျမမျိုးလည်းပြန်ရောက်ရကြောင်မဲလည်းပြန်ရောက်လာမနဲ့စာလေအပြင်ထွက်ပြီးတော့စားခောက်ဆက်တဲ့ပွဲလေအသားမပါဘူးကွာအသားဒီတော့တေးလေးနှစ်ဖက်ပဲပါတပွဲ4000နဲ့အော်ကိုကတော့ကိုမျိုးပြန်ရောက်လာပြီဆိုကိုကပျော်နေတကယ်တော့ပျော်စရာမကောင်းဘာလို့ပျော်စရာမကောင်းလဲဆိုတော့ဗါလေခောက်ဆက်ရတပွဲ4000အသားလေးဒီတော့လေးနှစ်ဖက်ပဲပါအော်လို့တောင်ကြီးမှာမုံညင်းပန်းတွေကပန်းမုံညင်းတွေကအရန်စီကြီးတဲ့ကိုရေးတို့စီသွားတော့အဲ့ဒါဒီမှာဆိုပန်းမုံညင်းဝယ်မယ်ပေါ့နော်တောင်ကြီးမှာတပွင့်ကိုလို့3000ရှိတယ်ဒီတော့လို့ဆိုတောင်ဝင်းမှာမေးလိုက်တာဘာထူးလို့တော့မသိတာ9000ဘုံနှစ်ပွင့်ကျွန်တော်စဉ်းစားကြည့်လိုက်နောက်ဆုံးတန်တာဆိုလို့ဆိုလေနောင်ချူကနေတက်တုံကြီးနောင်ချူကနေလာရောက်တာလေကားနဲ့လာရောက်တာအဲတပိတ်တာ1500 2000တပိတ်တာ1500ဒီလောက်လောက်လေးကြောင်ကွေးစီတော့ပဲရှိတယ်ဈေးတွေလည်းကြီးနေပဲကက်တပိတ်တာ16000ဈေးတွေကကြီးနေပဲဖြစ်နိုင်လေငါအိမ်ရန်လွှမ်းနဲ့အိမ်ပြန်လာချင်တယ်ဆိုစိတ်ကိုလုံးဝမပွင့်နဲ့ဒီအရန်ဈေးကြီးတယ်ကွာငါပြောချင်တာအရန်ဈေးကြီးတယ်နော်ပတ်စံမရှိရင်လုံးဝပြန်မလာနဲ့ရှိတဲ့နေရာမှာပဲနေနော်လက်ရှိလုံးနေတဲ့အလုပ်ကိုပဲလုပ်โอเค